ဒီနေရာမှာ OC ဆိုတာက overcurrent ကိုပြောတာပါ။ ဒီcurrent နေဆက်သွယ်လာတဲ့အချိန်မှာဒီမီးသီးလေးလင်းလာမှာဖြစ်ပါတယ်။တကယ်လို့စောနေရင်လည်းဒီမီးသီးလေးလင်းလာရင်တော့စက်ကိုချက်ချင်း power ပိတ်ပြီးတော့မှခဏနားပေးရပါမယ်။ဒီမှာ power ခလုတ်ပါ။ဒါကတော့ နော်ပါ ampere ကိုလိုလိုချိန်ကြည့်လို့ရပါတယ်။ဒီနားကနံပါတ်ကလေးတွေကတော့ electrode ရဲ့ size ကိုပြထားတာဖြစ်ပါတယ်။ 2.5 mm အချင်းရှိတဲ့ ဂေဂျောင်းကိုသုံးမယ်ဆိုရင် 2.5 ဆိုတဲ့အမှတ်မှာထားပေးရမှာဖြစ်ပါတယ်။ကဲလို့ 3.2 mm အချင်းရှိတဲ့ဂေဂျောင်း electrode ကိုသုံးမယ်ဆိုရင်လည်း 3.2 ဆိုတဲ့အမှတ်နေရာလေးမှာထားပေးရမှာဖြစ်ပါတယ်။ဒါလေးကတော့ display လေးပါ။ဒီမှာ ampere ကိုပြပေးမှာဖြစ်ပါတယ်။ဒီ MMA 299ဆိုတာကတော့ manual metal arc ကိုပြောတာဖြစ်ပြီးတော့မှ299ဆိုတာကတော့299 ampere အထိသုံးလို့ရတယ်လို့ပြောတာဖြစ်ပါတယ်။တကယ်တော့မရပါဘူး။တစ်စိတ်ပါ။ဒီမှာဆိုရင် cable တက်ဖို့အပေါက်ကလေးနှစ်ပေါက်ပါပါတယ်။ဒါက plus ပါ။ဒါက minus ပါ။ဒီနေရာတွေမှာကျွန်တော်တို့က cable တွေတက်မှာဖြစ်ပါတယ်။ဒီမှာတော့ cable နှစ်ချောင်းပါ။ဒါကဂေဂျောင်းညှက်မဲ့ cable ပါ။ဒါကတော့ app ပင်ချဖို့ ground cable ဖြစ်ပါတယ်။ဒါတက်တဲ့အခါမှာအပေါင်းဘက်မှာဂေဂျောင်း cable ကိုတက်မှာဖြစ်ပြီးတော့မှအနှုတ်ဘက်မှာတော့ ground cable ကိုတက်မှာဖြစ်ပါတယ်။ဒါကတော့ပုံမှန်ဆိုတဲ့အခါမှာတက်တာပါ။တကယ်လို့ကိုစော်မဲ့အတန်ပြားကအရန်သေးနေတယ်ဆိုရင်တော့ပြောင်းပြန်ပြန်တက်မှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဂေဂျောင်း electrode ရဲ့တန်ရည်ဖြောအားကနည်းသွားပြီးတော့မှတန်ပြားပါးပါးလေးတွေကိုပေါက်ပြဲမသွားအောင်လုပ်ပဲဖြစ်ပါတယ်။အခုကတော့ကျွန်တော်တို့ပုံမှန်တိုင်းပဲအပေါင်းကိုကျွန်တော်ဂေစော်မဲ့အချောင်းမှာတက်ပြီးတော့မှအနှုတ်ကိုတော့ဒီ app ပင် ground cable ပဲတက်လိုက်မှာဖြစ်ပါတယ်။အရင်ကလို့ကျွန်တော် transformer ဘုံကြီးတွေမတုံးတော့ဘူး transformer ထည့်ပြီးတော့မှ wiring လုပ်စရာမလိုတော့ဘူးဆိုရင်ကျွန်တော် circuit ကလေးတွေသုံးရုံနဲ့တင်မဲ့ကျွန်တော်တို့ wiring ဆိုလို့ရပြီဒါလည်းတော်တော်လေးကြားနေပါပြီအခုမှကျွန်တော်တင်ပြတာပေါ့တော်တော်လေးကြားနေပြီဒီဟာရဲ့သဘောကတော့ကျွန်တော်တို့အိမ်သုံးဖြစ်တဲ့ AC 220ကနေပြီးတော့မှ DC ကိုပြောင်းတယ်DC ကနေပြီးတော့မှ voltage ကိုချတယ်ပြီးတော့မှ ampere ကိုမြင့်ပြီးတော့မှကျွန်တော်တို့က welding ဆိုတာဖြစ်ပါတယ်ကျွန်တော်တို့ black တက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ handle မှာကျွန်တော်တို့ဂေးချောင်းကိုတက်ပါမယ်ဒီမှာ electrode ကိုတက်တဲ့ခါမှာဆိုရင်အနည်းငယ်စောင်းပြီးတော့မှတက်တာဖြစ်ပါတယ်45 degree စောင်းတော့ဆိုရင်ကင်လို့ဂေးဆိုလို့ရန်ကောင်းတဲ့နေတာဖြစ်ပါတယ်ဒါကတော့ကျွန်တော် ground cable app ပင်ဖြစ်ပါတယ်ကျွန်တော် app ပင်ပေါ်မှာ weight တင်ပြီးတော့မှကျွန်တော်ဂေးစောမှာဖြစ်ပါတယ်ကျွန်တော်တို့ power ဖွင့်ပါပြီဒါဆိုရင်ကျွန်တော်တို့ပန်ကာလည်းလဲလာပါပြီapp ပင်ပေါ်မှာကိုစောခြင်းတဲ့ဝတ္ထုကိုတင်မယ်တင်ပြီးတော့မှကျွန်တော်ရေးချောင်းနဲ့ပတ်ပြီးတော့မှပေါ်မှာဖြစ်ပါတယ်ကျွန်တော်စပြီးလုပ်ကြမယ်ကျွန်တော်တို့ ampere ကိုလုံးဝမချင်ရသေးပါဘူး ampere အောက်ဆုံးမှာပဲထားတာပါဒါဆိုရင်အရင်ကတ်နေပါတယ်ဘယ်မှဆိုလို့စမပြေပါဘူးဒါကြောင့်မလို့ ampere ကိုတင်ပါမယ် ampere ကို 1.8 မှာထားကြည့်ပါမယ်ဒါဆိုတော့နည်းနည်းဒီထွက်လာတယ်ဒါမဲ့လို့ဝတ္ထုနဲ့ရှင်းတဲ့အခါမှာကတ်နေတော့မှဖြစ်ပါတယ်အဲ့ထပ်ပြီးတော့မှကျွန်တော်တင်ကြည့်ပါမယ် ampere ဆက်တင်မယ်နောက်ပြီးတော့မယ်ဆိုရင် 2.5 electrode size ပေါ့မှာဖြစ်ပါတယ်ကျွန်တော်သုံးတာလဲ 2.5 electrode size ဖြစ်ပါတယ်အဲကြောင့်မလို့ 2.5 ဆိုတဲ့အမှတ်ကလေးကိုကျွန်တော်တို့ရွှေ့လိုက်တာဖြစ်ပါတယ်ဒီကောင်လေးနဲ့ကျွန်တော်တို့ချက်ဆော်ကြည့်ပါမယ်ဒီပွင့်ပါတယ်ဆော်လို့ဆင်ပြေပါတယ်ဒါပေမဲ့ကျွန်တော်တို့တခုရှိတာကကျွန်တော်ဆော်တဲ့ width to the square ကတော်တော်လေးပါပါတယ်ပါလာပြီးတော့ကြောင့်မလို့ပေါက်သွားတာဖြစ်ပါတယ်အဲ့တော့ electrode size နဲ့ကျွန်တော်တို့ဒီမှာပြထားတယ်နောက်မှာပြထားတယ်ကျွန်တော်နံပါတ်နဲ့လည်းတစ်ခါခါကျတော့မကိုက်ပါဘူးကွာကူလူလူပြင်ကြည့်ရတာဖြစ်ပါတယ်ဒါကြောင့်မို့ ampere ကို8လောက်ပဲထားပြီးတော့မှဒါဆော်ကြည့်ရဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အရန်ကောင်းတဲ့ V line တစ်ခုရပါပြီဒီဒါလည်းကောင်းတယ်ဒါကိုကျွန်တော်ဆော်ဖောက်ကြည့်ပါမယ်
ဒီသားကောင်းပါလေ ကျွန်တော်ဂေးဆိုတာရဲ့အဓိကအခက်ခဲရတော့ကျွန်တော်လျက်ပန်းနေထွက်တဲ့အခါမှာကြောက်တာပဲဖြစ်ပါတယ်လျက်ပန်းနေရန်ပန်းထွက်လာပြီဆိုရင်ကြောက်တယ်ဘေးကိုအပူတွေထိပြီးတော့မှကိုယ့်ကိုပူလောင်မှဆိုရင်တကယ်တော့အဲ့လိုမဟုတ်ပါဘူးအဲ့လောက်ကြီးအသားကိုမပူပါဘူးအဲ့မဲ့ကျွန်တော်သတိထားမှရှိတယ်အဲ့ဒါကတော့မျက်စိတွေကိုလင်းဝင်သွားပြီဆိုရင်တော့တော်တော်လေးကိုခံကပ်ပါတယ်မျက်စိတွေအလင်းမဝင်အောင်တော့ကျွန်တော်တို့ရှီးလေးတုံးတက်တာမျိုးတော့သုံးဖို့လိုတယ်ဒီနေရာမှာကျွန်တော်ရှီးသုံးနည်းကိုပြဖို့နည်းနည်းခက်ခဲလို့ရှီးသုံးနည်းကိုမပြတော့တကယ်လို့ကျွန်တော်တို့လျက်စစ်ကာဒီလျက်ပန်းကပေါ့လျက်ပန်းကကျွန်တော်မျိုးလုံးလေးကိုဝင်ခဲ့တယ်အလင်းအောင်ဝင်ခဲ့တယ်ဆိုရင်အကောင်းဆုံးထိရောက်ဆုံးနည်းကတော့ကျွန်တော်တို့အာလူသီးကိုပါပါလေးတီးပြီးတော့မှမျိုးလုံးလေးမှာညရတဲ့ခါမှာကွင်းလိုက်လေးကတ်ထားဖို့ပဲတော့ပါအဲဆိုရင်တနာရီခွဲလောက်ဆိုရင်လုံးဝယူပြည့်စုံပြောတော့မှာဖြစ်ပါတယ်ဒီလိုအာလူကမလွယ်ဘူးဆိုရင်လည်းကျွန်တော်တို့အဝတ်ဒါမှကျွန်တော်တို့အဝတ်ဆိုအဝတ်လက်ကင်မွားကိုရေဆွတ်ပြီးတော့မှရေပြောင်းညှစ်ပြီးတော့မှမျိုးလုံးမှာအုပ်ပြီးတော့မှအာလူဘတ်အစားသုံးပြီးလို့ရပါတယ်ဒါဆိုရင်တော့တကယ်ကိုဝရင်ကြောင်းမလို့ဖြစ်တဲ့ဒီမျက်စိထိခိုက်မှုကိုအကောင်းဆုံးရှော့ချပေးနေတာဖြစ်ပါတယ် နောက်ထပ်ကျွန်တော် join တစ်ခုကိုဆက်ကြည့်ပါမယ်ဒီမှာတော့ကျွန်တော်တို့ကို sport တွဲပြီးတော့မှ sport တွဲရုံပဲတွဲပြမှာဖြစ်ပါတယ် sport တွဲရတဲ့ရင်ကိုဒီသားကောင်းနေဆိုရင်ကောင်းကောင်းကြီးထိုင်ပါလေကျွန်တော်ဒီနေရာမှာလည်းဒီဆိုတဲ့ခါမှာတစ်ခုနဲ့တစ်ခု join ဆက်တဲ့ခါမှာဆိုရင် sport ကိုတွဲပြီးမှသာလေ sport ရိုက်ပြီးမှသာလေနောက်ထပ်ဒီချောင်းကိုဒီထက်ဆိုလို့ရတာဖြစ်ပါတယ်အဲ့လိုမျိုးပဲねကျွန်တော် sport တွဲပဲတခါတည်း B တိုင်းတန်းပြီးတော့မှဆွဲမယ်ဆိုရင်ကျွန်တော်အပူချိန်နဲ့တန်းတွေကလင်ကောက်သွားပြီးတော့မှဟာတော့တတ်ပါတယ်အဲကြောင့်မလို့အရင်ဆုံး sport ရင်ဆွဲရတာဖြစ်ပါတယ်ဒီတော့ sport ဆွဲရတဲ့တင်ကိုဘယ်လောက်ခိုင်မခိုင်ကိုဆက်ယူရမယ်ဒါဆိုရင်တော့အဆင်ပြေပါတယ်ဒါ sport တွဲရုံနဲ့တင်ကိုကောင်းကောင်းကြီးခိုင်နေတဲ့သဘောပါ